အားလုံးပဲမင်္ဂလာပါကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုရီမားတွေအားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရဲ့အားလုံးပဲเนาะမနက်ဖြန်9ရက်4လ2026เนาะကြာတာရင်းနေ့အတွက်ကိုအကြိုက်ဆုံးမင်းရောတကောကောင်းနေအကြိုက်ဆုံးပတ်သီးတွေအဓိကထားပြီးလာရောက်တင်မိတယ်ဗီဒီယိုပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်ကိုရီမားတွေအားလုံးပဲเนาะတေချာလေးနားထောင်ပြီးပါတေချာလေးကြည့်ပေးပါเนาะကဲဒါဆိုကျွန်တော်ကိုမရဲ့အားလုံးပဲနေတိုက်လေးမပြောခင်မှာကျွန်တော်တို့ဒီနေ့တနေ့ကိုကျွန်တော်တင်ပေးထားခဲ့တာကိုဒီမားတွေအားလုံးပဲเนาะမနက်ပိုင်းမှာ96เนาะ96မင်းရောကွက်လုံးဝအဆင်ပြေတယ်เนาะကီရွက်ခွေမှာလည်း96ပါတယ်ကျွန်တော်တို့เนาะအင်္ဂါဗုဒ္ဓဘုအတွက်ကျွန်တော်ပတ်သီးလုံးထုတ်ပေးထားတာ6ပတ်သီးလည်းအဆင်ပြေတယ်เนาะအဖွဲ့ဝင်သမားတွေเนาะကျွန်တော်တို့ဇာတို့ပတ်သီး6ပတ်သီးထွက်တယ်เนาะဇာတို့ပတ်သီး6ပတ်သီးထွက်တယ်69ဆိုရင်မွေးကနလည်းထပ်ထွက်တယ်เนาะမနက်ကကိုဒီမားတွေအားလုံးပဲရှယ်ပေါက်တယ်ရှယ်ရတယ်နော်တနေ့ကုန်ကျွန်တော်ဘက်ကနေတကြံတော့လုံးဝအာမခံတယ်ကိုဒီမားတွေအားလုံးကိုနော်ကဲမနက်ဖြန်ကိုကျွန်တော်ကြိုက်ဆုံးပတ်တီတစ်လုံးရမယ်မင်းရောတစ်ခွက်ရမယ်ကိုဒီမားတွေအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးက4-5-6မိနစ်ပဲပြောမှမလို့တေချာလေးနားထောင်မိပါတေချာလေးဆက်သွယ်ပြီးပါနော်ကြာတာပေးတောက်ကြကကျွန်တော်ကိုယ်ပိုင်အားလုံးပဲအဓိကထားပြီးဝင်ကြည့်ရမယ်ရက်ဖြစ်သွားပြီနော်ရှေ့တစ်ဘက်ကဖောင်းဝက်တွေ3ရက်တောင်ရှိတယ်နော်ရှေ့တစ်ဘက်ကိုကျွန်တော်ကိုယ်ပိုင်အားလုံးပဲပပလေးစော့မယ်အခုကြာတာပေးတောက်ကြအတွက်ကိုအဓိကထားပြီးတင်ထိုးမယ်နော်ကဲကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲနော်အားဆိုရင်နော်မနက်ဖြန်ကိုရှိုင်းရေနော်မင်းကြိုက်ဆုံးဝမ်းကျိနှလုံးပြောပါဆိုရင်ခွန်ပိုင်း3ညပိုင်းမှာနော်ခွန်ပိုင်း3ညပိုင်းမှာကျွန်တော်ကိုမရအားလုံးပဲခွန်ပါတော့ကနန်း3ညပါတော့ကနန်းကိုအဓိကထားပြီးတော့ဦးစားပေးပြီးလိုက်ဆော့ပေးပါလိုက်ကစားပေးပါနော်ကျွန်တော်ကြိုက်ဆုံးပတ်တီးတစ်လုံးရမယ်မင်းရောတစ်ခွက်သေးရမယ်နော်ကြာတာပေးတောက်ကြအတွက်နော်ကြာတာပေးတောက်ကြအတွက်ကျွန်တော်ကြိုက်ဆုံးပတ်သီးနဲ့အကြိုက်ဆုံးမယောတစ်ခွက်ထုတ်ပေးမယ်ကိုဒီမားတွေအားလုံးပဲเนาะရှစ်တစ်ပတ်ကတော့ကျွန်တော်ကိုမရအားလုံးပဲရှစ်တစ်ပတ်เนาะ2ရက်တည်းဖွင့်တာเนาะအဲ့2ရက်စာအတွက်လည်းရမယ်ပြီးတော့เนาะအခုကြာတာပေးတောက်ကြအတွက်เนาะကျွန်တော်အကြိုက်ဆုံးပတ်သီးနဲ့အကြိုက်ဆုံးမယောတစ်ခွက်ထည့်ပေးမယ်เนาะကြာတာပေးတောက်ကြ2ရက်စောရမယ်เนาะအလုံးအားကောင်းတဲ့ပတ်သီးမလို့ကျွန်တော်ကိုမရအတွက်ကျွန်တော်အသီးတန့်ထုတ်ပေးထားတာเนาะကဲကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲကျွန်တော်တို့ဝင်မယ်ဆိုတဲ့ကိုမရအားလုံးပဲเนาะအခုကျွန်တော်ရှိမှာဝင်တဲ့လူဟောင်းကိုမရအားလုံးရောအခုမှမြင်လို့တွေ့လို့ဝင်ကျင်တဲ့လူသစ်ကိုတွေမတွေအားလုံးရောတေချာလေးနားထောင်ပေးပါเนาะဆက်သွယ်ရမယ့်နံပါတ်ကိုလည်းကျွန်တော်ဘက်ကနေတစ်ခေါက်တည်းခေါ်ပေးမှာအဲ့ဒါကြောင့်တေချာလေးမှတ်ပေးပါတေချာလေးနားထောင်ပေးပါ comment မှာကျွန်တော်ကိုဆက်သွယ်ရမယ့်နံပါတ်ကိုခဏခဏမရေးပါနဲ့ကိုတွေမတွေအားလုံးပဲเนาะဆက်သွယ်ရမယ့်နံပါတ်ကိုကျွန်တော်ဘက်ကတစ်ခေါက်ပဲခေါ်ပေးမှာကျွန်တော်ရှေ့တစ်ပတ်2ရက်စာအတွက်လည်းရမယ်เนาะ2ရက်စာတက်ကအဓိကထားပြီးပေးမှာမဟုတ်ဘူးဒီတစ်ပတ်ကတော့เนาะအခုဘက်เนาะကြာတာပေးတောက်ကြတော့ကိုအဓိကထားပြီးပေးမှာเนาะကျွန်တော်ကြိုက်ဆုံးပတ်သီးတစ်လုံးနဲ့မင်းရောတစ်ခွက်ရမယ်ကိုဒီမတွေအားလုံးပဲတေချာလေးနားထောင်ပေးပါအရေးကြီးတယ်เนาะဒီတစ်ပတ်မှာဆိုရင်ကျွန်တော်ကိုမရအောင်မယ်เนาะအဖွေးနေ့မှာဆိုရင်ဇာတို့သမားကြီး6ပတ်သီးအဆင်ပြေတယ်เนาะညနေပိုင်းမှာဆိုရင်34မိန်းခွက်နဲ့လုံးဝထက်အဆင်ပြေတယ်เนาะဒီမနက်ပိုင်းမှာဆိုရင်ကျွန်တော်ကိုမရအောင်မယ်66မိန်းခွက်နဲ့เนาะ3သီးစားထက်အဆင်ပြေတယ်เนาะအလားပိန်းလားဆိုရင်ကျွန်တော်ကိုမရအောင်မယ်ကျွန်တော်မွေးကနလည်းထပ်ပြီးတော့အဆင်ပြေတယ်ဖုံးဝင်သမားတွေနေတိုက်ကိုမရဲ့အားလုံးရောအဖုံးဝင်တဲ့ကိုဒီမားတွေအားလုံးကိုလုံးဝရှယ်အဆင်ပြေတယ်เนาะကဲဒါဆိုကျွန်တော်ကိုမရအောင်မယ်ရတဲ့ပေါက်တဲ့ဆိုတဲ့ကိုဒီမားတွေအားလုံးပဲကျွန်တော်ပေါက်ကြီးလေးမှတ်မယ်เนาะကဲဆက်သွယ်ရမယ့်နံပါတ်ကိုကျွန်တော်ဘက်ကခေါ်ပေးမယ်ကျွန်တော်ကိုမရအားလုံးပဲเนาะကန်ဆာကြီးက1000ပါเนาะကျွန်တော်ကိုမရအားလုံးပဲဆက်သွယ်ရမယ့်နံပါတ်ကတော့ကိုเนาะခွန်3လုံးเนาะ3-3-3-98ပါเนาะမောင်လေးပေးလို့အဆင်ပြေတယ်ငါးကြီးလေးပေးလို့အဆင်ပြေတယ်ပါတဲ့ဆိုတဲ့ကိုဒီမတွေအားလုံးပဲအဓိကထားပြီးတော့ဆက်သွယ်ပေးပါเนาะကျွန်တော်ဘက်ကနေကျွန်တော်ကိုမရအားလုံးကိုကြာတာပေးတောက်ကြကိုရှယ်ကောင်းဆုံးဖြစ်အောင်ထပ်ကြိုးစားပေးမယ်เนาะအရင်တစ်ပတ်ကဆိုရင်ကျွန်တော်ကိုမရအားလုံးပဲเนาะကျွန်တော်တို့ကြာတာပေးတောက်ကြเนาะကြာတာပေးနေ့ကပတ်တိရောမင်းရောကိုထပ်သွားလို့ကျွန်တော်ကိုမရအားလုံးပဲเนาะတောက်ကြနေ့ကိုထပ်ဖို့တယ်တောက်ကြနေ့မှာလည်းပတ်တိထပ်ပြီးတော့အဆင်ပြေတယ်เนาะကြာတာပေးတောက်ကြကျွန်တော်တို့ရက်ဖြစ်နေပြီကျွန်တော်ကိုမရအားလုံးပဲเนาะကဲဆက်သွယ်ရမယ့်နံပါတ်ကကျွန်တော်ခေါ်ပြီးပါပြီကျွန်တော်ကိုမရအားလုံးပဲဆက်သွယ်ရမယ့်နံပါတ်ကိုလည်းကျွန်တော်ပို့ဆိုတဲ့နေရာမှာရေးပေးထားမယ်ကိုဒီမတွေအားလုံးပဲเนาะမမီရဲ့ကိုမရအားလုံးရောကျွန်တော်ကိုဆက်သွယ်ပြီးပါအဲ့နံပါတ်မှာကျွန်တော် Viber သုံးပါတယ် Viber မသုံးတဲ့ကိုမရအားလုံးကကျွန်တော်တိုက်ရိုက်လေးခေါ်ပေးပါเนาะ message ဘောက်ကပို့ပါတယ်ကဲကိုဒီမတွေအားလုံးပဲเนาะဒါဆိုရင်နေတိုက်ကနေလေးစပြောမယ်เนาะနေတိုက်ရတော့ကျွန်တော်ထွေထူးတော့မပြောတော့ဘူးကိုဒီမတွေအားလုံးပဲเนาะကျွန်တော်တို့ကီတွဲအခွေနဲ့ပတ်တိနှလုံးပဲပြောထားတယ်เนาะခွန်3ညပတ်တိเนาะခွန်3ညပတ်တိပါကိုဒီမတွေအားလုံးပဲခွန်ပိုင်း3ညပိုင်းပါเนาะခွန်ပိုင်း3ညပိုင်းเนาะကီတွဲအခွေကတော့ကျွန်တော်ကိုမရအားလုံးပဲเนาะကီတွဲအခွေကတော့ခွန်9 4နှစ်ကီတွဲအခွေပါခွန်9 4နှစ်ကီတွဲအခွေပါ
နော်ဒီတစ်ပတ်မှာလည်းကျွန်တော်ကိုယ်မအားလုံးပဲဒေါက်ရှောက်ကိုအဆင်ပြေတာရှေ့ပွဲကြီးမှာလည်းဒေါက်ရှောက်ကိုအဆင်ပြေနေတာနော်ကျွန်တော်ကိုယ်မအားလုံးပဲရတဲ့ပေါက်တဲ့ဆိုတဲ့ကိုယ်မတွေအားလုံးပဲနော်လုံးဝရှက်တဲ့နဲ့နော်ကန်ဆယ်ကြီး1000နဲ့ရှယ်ဦးတက်တာကျွန်တော်ကိုယ်မအားလုံးပဲနော်လုံးဝအဆင်ပြေနေတာနော်ဒီကြာတာပေးတောက်ကြတော့ကိုလည်းကိုရှိုင်းဘက်ကနေအကောင်းဆုံးပြအောင်စူးစမ်းပေးမှာနော်ကျွန်တော်ကိုယ်မအားလုံးပဲကျောင်းရှိမှလာဦးတဲ့ကိုဒီမတွေအားလုံးပဲနော်ပေါ့တဲ့လုံးဝမကစားပါနဲ့ကျွန်တော်ဘက်ကနေ share ကောင်းဆုံးဖြစ်အောင်အမြဲတမ်းလို့စူးစမ်းပေးနေတာကိုဒီမတွေအားလုံးကိုနော်ကျွန်တော်တို့အဖွင့်ထဲမှာဆိုရင်ဇာတုပ်ပတ်တီးလေး6ထက်တယ်နော်6ထက်တဲ့အတွက်ကြောင့်ကျွန်တော်ကိုမရအားလုံးပဲနော်ကျွန်တော်ဘက်ကနေစောစောထက်တဲ့အတွက်ကြောင့်ပတ်တီးလုံးထပ်ပြီးတော့ထုတ်ပြီးတယ်6ပတ်တီးနော်96ထက်ထွက်တယ်နော်96ဆိုတာလေကျွန်တော်ကိုမရအားလုံးပဲနေတိုင်းမှာဆိုရင်ပတ်တီးရောမိန်ရောကွက်ရောအခွေရောလုံးဝအဆင်ပြေတာနော်ကျွန်တော်မွေးကနေမထုတ်လားဆိုမွေးကနေကလည်း69မွေးကနေထပ်ပြီးထွက်တယ်နော်လုံးဝအဆင်ပြေတဲ့ကိုဒီမတွေအားလုံးပဲကျွန်တော်ရှိမှဝင်တဲ့ကိုဒီမတွေအားလုံးပဲ share တက်နေနော်အခုတပည့်ကြာတာပေးတောက်ကြတော့ကိုအဓိကထားပြီးမှာနော်ငကွာဆိုကြာတာပေးတောက်ကြကကျွန်တော်လက်ဆောင်ပေးတာနော်ဒါပေမဲ့အခုတစ်ပတ်မှာအဓိကထားပြီးရက်အဓိကထားပေးရမယ့်ရက်ဖြစ်နေပြီနော်ရှိတစ်ပတ်ကဖောင်းရရှိလို့ကျွန်တော်ကိုမရလုံးဖောင်းရ3ရက်လောက်ရှိတာ2ရက်တည်းကစားရမှာနော်ဒီကြာတာပေးတောက်ကြကိုအဓိကထားပြီးမှာကိုဒီမတွေအားလုံးပဲနော်ကဲဝင်ကျင်တဲ့ကိုမရလုံးပဲလောင်းဝေပါဝင်ရသေးတဲ့လူဟောင်းကိုမကြီးအားလုံးကအခုမှမြင်လို့တွေးလို့เนาะဝင်ကျင်တဲ့ကိုကြီးမာကြီးရောလာဝင်လို့ရပြီဗျာเนาะကိုရှိုင်းနဲ့ကန်ဆက်ကျင်တဲ့ကိုမကြီးအားလုံးပဲကန်ဆက်လို့ရပြီเนาะကိုရှိုင်းကတော့ကျွန်တော်ကိုမကြီးအားလုံးကိုအမြင်နဲ့လို့အကောင်းဆုံးဖြစ်အောင်စူးစမ်းမိတယ်ကျွန်တော်ကိုမကြီးအားလုံးပဲသိရတဲ့အတိုင်းပဲเนาะကဲဒါဆိုကျွန်တော်မိတ်ဆွေကိုမကြီးအားလုံးပဲ3ညပိုင်ခွန်ပိုင်ပါမနေ့ဖြန်ကြာတာပနေ့နေကုန်မှာ3ညပိုင်ခွန်ပိုင်ပတ်ချင်တဲ့ကိုမကြီးအားလုံးပဲပတ်ပေးထားပါเนาะကီတော့ခေကတော့ခွန်942ကီတော့ခေပါเนาะကဲဒီကြာတာပေးတော့ကြမှာကိုရှိုင်းပေးတဲ့ပတ်တီလုံးပတ်ချင်တယ်မယောတစ်ခွက်တည်းထိုးချင်တဲ့ကိုဒီမတွေအားလုံးပဲဆက်သွယ်ပေးပါเนาะအရန်ခွက်တွေလည်းပါတယ်เนาะအကြိုက်ဆုံးပတ်တီလုံးရမယ်အကြိုက်ဆုံးမယောတစ်ခွက်ရမယ်เนาะကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲเนาะစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလုံရင်ဆန္ဒတွေလည်းတုံးတို့ကပြည့်ဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့မိတ်ဆွေကိုမရအားလုံးကိုစုံမကောင်းတောင်းပေးပါတယ်เนาะကျွန်တော်ကိုမရအားလုံးပဲအချိန်မီလေးဆက်သွယ်ပေးပါเนาะအားလုံးပဲဘိုင်းပါ